အားလုံးပဲမင်္ဂလာပါ PT Car Mechanic ကနေပြန်လည်ကြိုဆိုပါရစေဒီကားကတော့ Volvo XC90 ကားလေးဖြစ်ပါတယ်ဒီမှာ airbag steering wheel ဖြုတ်ပြီးနေတာဖြစ်ပါတယ်ဒီအပုပ်လေးကနေကြောက်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးဖြုတ်ရမှာပဲဖြစ်ပါတယ်ပြီးရင်ဒီဖက်ချမ်းမှာလည်းအပုပ်လေးရှိတာဖြစ်ပါတယ်အပုပ်နှစ်ပုပ်ရှိတာဖြစ်ပါတယ်ညာဘေးဖက်နဲ့ညာဖက်မှာပုပ်ရှိတယ်သူကတော့ထည့်ပြီးမှဒီလိုမျိုးဆွဲရုံပါပဲစကိုလိုက်ပါလို့ဒီလိုမျိုးထုတ်လိုက်ရုံပါပဲဆွဲရုံပါပဲခုကထုတ်လို့ရပြီဒီလိုမျိုးဖြုတ်လို့ရတာပဲဖြစ်ပါတယ်ဒီဟာ airbag ဖြစ်ပါတယ်ဒီမှာ lock လေးရှိတာဖြစ်ပါတယ်အလော့နှစ်ခုဒီတန်လေးနဲ့ lock တာပဲဖြစ်ပါတယ် screw နဲ့မ lock ထားဘူးတန်လေးနဲ့ lock တာပဲဖြစ်ပါတယ်ဒီလိုမျိုးထည့်ပြီးမှပြီးရင်ဒီလိုမျိုးဒီလိုမျိုးကြောက်တာဖြစ်ပါတယ်ဒီလိုမျိုးဆွဲတာပဲဖြစ်ပါတယ်screw driver မဟုတ်ရင် Allen key အဆုံးထိထည့်ပြီးမှဒီလိုမျိုးဆွဲလို့ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးဆွဲလို့ရတာဖြစ်ပါတယ်ဒီနှစ်ခုအလော့လေးဖြစ်ပါတယ်ဒီအလော့လေးနဲ့ဖြုတ်ပြီးမှဒီဟာ airbag ကိုထုတ်ယူလို့ရတာဖြစ်ပါတယ် Volvo ကားလေးပါအခုကကျွန်တော်တို့ကြတော့ပြဿနာကတော့ဒီ steering wheel ကိုဖြုတ်ပြီးမှဒီ steering ကဆောင်းနေလို့ alignment လုပ်တာဖြစ်ပါတယ် alignment လုပ်ပြီးတာဒီလိုမျိုးတက်ပြန်လုပ်ပြီးမှဖြစ်ပါတယ်အခုကဆောင်းနေလို့steering နည်းနည်းမှပြီးမှ straight လုပ်ပြီးမှဖြစ်ပါတယ်ဒီလိုမျိုး straight လုပ်ပြီးလိုက်တာဖြစ်ပါတယ်အောက်ကနေလည်း adjust လုပ်မရလို့ကုန်သွားလို့ဒီအပေါ်ကနေ adjust လုပ်ပြီးလိုက်တာဖြစ်ပါတယ်ဒီဟာ steering wheel plan လုပ်ပြီးလိုက်တာပဲဖြစ်ပါတယ်အခုကပြန်လဲတက်ဆင်ပြီးလို့ရသွားပါပြီstick ပြီးသွားပြီ socket လက်တက်ပြီးပြီဒီဟာတော့တွန်းလိုက်လို့ရှိရင်အထဲမှာ lock ရမှာပဲဖြစ်ပါတယ် lock on ထည့်ရမှာဖြစ်ပါတယ်အားလုံးကြည့်ယူတင်ပါတယ် subscribe လေး